လာပါဒီနေ့ဆိုင်မှာပစ္စည်းလေးတွေငယ်ရောက်ထားတာဘာလေးတွေရောက်ထားတယ်ဆိုတာကိုလာပြီးပြပေးတာပါအခုရင်ဆုံးမရှိမှာဖီနိုတဲကရောက်ထားပါတယ်ဖီနိုတဲကရှမ်ပူရောကွန်ဒစ်ရှနာရောနှစ်ခုလုံးတင်ရောက်ထားပါတယ်အဲ့ဒီအတွဲလိုက်လေးလိုချင်တဲ့သူတွေဆိုရင်အတွဲလိုက်လေးတွေရောက်ပါပြီနောက်ဖီနိုဟမ်မက်လေးလည်းရပါအောင်မယ်ဖီနိုတဲကဟမ်မက်ကတော့အနေပဲကျန်တော့တယ်ပေါ့နော်နောက်အခုအရင်ပစ္စည်းပြတ်နေတာအရင်ဟိုကြာနေတဲ့ R3 တွေအာကန်ဝိုင်းရပါတော့ R3 တွေဟဲကုတ်တွေပြန်ရောက်ပါပြီ3ရောင်ရောက်ပါတယ်ပန်းရောင်ရယ်ခရဲရောင်ရယ်အပြာရောင်ရယ်ဆိုပြီးတော့ R3 တွေရောက်ပါတယ်အဲ့တော့ R3 အမလာမေးနေတဲ့မရဲ့ customer လေးတွေ R3 တွေရောက်ပါပြီနောက်ခေါင်းလျှော်ရည် my essence တွေကနေပြီးတော့မှခရဲရောင်အရောင်3ရောင်လာတာပေါ့နော်အခုအမရှိမှာတော့ခရဲရောင်ရယ်ပန်းအနီရောင်ရယ်2ရောင်ပြန်ရောက်ပါတယ် my essence တွေကအဲ့ဒါလေးတွေပြန်ရောက်တယ်အကုန်လုံးကိုတော့မပြောသွားတော့ဘူးเนาะကိုနေရတာလေးတွေပဲနောက်မှ make up puff လေးတွေအဲ့ဒါလေးတွေပြန်ရောက်တယ်လိုရှင်ကိုအခုနေရာဒီမှာခဏခဏလာမင်းနေကြတာမဟုတ်ဒီလိုရှင်လေးဒီ jab ကလိုရှင်လေးအဲ့ဒါပြန်ရောက်ပြီ jab လိုရှင်လေးတွေရောက်တယ် olive လိုရှင်လေးမနက်ကလာမေးတဲ့ညီမလေးပြန်ရောက်ပြီเนาะအမညာရောက်မယ်လို့ပြောထားတာလေအဲ့ဒါဒီ olive လိုရှင်လေးလည်းပြန်ရောက်ပါတယ်အကောင်လုံးတော့မပြောတော့ဘူးเนาะအမနောက်ပြီးတော့ဒီမှာကျူတာဘရိုတွေကညနေတက်လေးတွေအကြီးရောအသေးရောပြန်ရောက်ပါတယ်အကြီးကတော့ကုန်တော့မယ်အသေးရောပြန်ရောက်တယ်နောက်ပြီးတော့သူ့ရှေ့ကနေပြီးတော့ပါ hydrator လည်းပြန်ရောက်တယ် hydrator ကဟုတ်ပုံမှာကျူတာဘရိုတွေက hydrator cream ပြန်ရောက်ပါတယ် moisture hydrator ပြန်ရောက်တယ် repel လည်းရောက်မယ် repel ကအမရှိပါ2ရက်လောက်နေပြန်ဝင်မယ်ပေါ့နော် repel လည်းဝင်မယ်ဒါကျူတာဘရိုတွေကဝင်ရောက်တာတွေပေါ့နော်နောက် perfect width တွေကတော့အပြာနဲ့ဒီရောင်လေးနဲ့ perfect width တွေကနှစ်ခုရပါဦးမယ်ပန်းရောင်လေးကတော့ကုန်သွားပြီနောက် AZ1 ရဲ့ dashboard serum အသေးလေးတွေပြန်ရောက်ပါတယ်အဲ့တော့ AZ1 dashboard serum အသေးလေးတွေ73ကျင်တဲ့ညီမလေးတွေရပါပြီ AZ1 တွေကရောက်တယ်နောက် GN ပစ္စည်းပြတ်တာကြားလာပြီပေါ့နော်အခုဒီမှာအမ share ပစ္စည်းတွေကို share ဖြည့်ထားပါတယ်ဒီ GM နဲ့ပတ်သက်ပြီးတော့မောင်းယူလို့ရပါပြီဒီမှာပါနေ cleansing တွေကနေပြီးတော့မှအပြာ H9 လည်းရောက်ပြီဆေးလုံးလည်းရောက်တယ်နောက်ပြီးတော့မြင်းခွာရက်လည်းရောက်တယ်အဲ့ဒီမှာမှ H9 ကိုအကြီးလိုချင်တဲ့လူတွေအကြီးဘယ်လောက်လဲသူက850မယ်အဲ့ဒါအကြီးလည်းမရောက်ပါဘူးအကြီးကတော့အနေပဲပါတယ်ပေါ့နော်ညာတော့မရပါဘူးအဲ့ဒါပြန်ရောက်တယ်အခုဒီမှာပါအနေပဲပါတယ်ဟာတီရက်ကနေပြီးတော့မှ jelly pot လေးပေါ့နော်သူက3-in-1သုံးလို့ရပါတယ်နှာခမ်းလည်းသုံးလို့ရ lip မှာလည်းသုံးလို့ရတယ်ပါးမှာလည်းသုံးလို့ရမျက်လုံးမှာလည်းသုံးလို့ရပါတယ်အဲ့တော့ဟာတီရက်ကဒီဟာလေးတွေပြန်ရောက်ပါတယ်အနေပဲရောက်ပါတယ်အမရှိမှအများကြီးမရပါဘူးเนาะအခုဗီဒီယိုလေးတင်တာဗီဒီယိုမတင်ခင်မှာတော့အမတပူရောင်းရတယ်ဆိုတော့အခုဒီမှာဆိုရင်အမရှိမှပန်းရောင်က2ဘူးကျန်မယ်လိမ္မော်ရောင်က3ဘူးရမယ်အမရဲ့အချိုးကအဲ့လောက်ပဲရတယ်အဲ့ဒါလေးပဲရပါမယ်နောက်ပြီးတော့ into it ကနေပြီးတော့ဒီ primer လေးသူက Bobbi Brown နဲ့ primer နဲ့သူကတူတယ်ဆိုပြီးတော့ blogger တွေရမ်းပြောနေကြတယ်အဲ့ဒါလေးပြန်ရောက်တယ်အဲ့တော့ Harty ရဲ့နှာခမ်းလေးတွေပြန်ရောက်ပါတယ်အမအကုန်လုံးတော့မပြတော့ဘူးเนาะဗီဒီယိုလေးအရင်ရှင်းသွားမှာဆိုတော့ဒီနောက်က Bella တွေကပြန်ရောက်တယ် Harty ရဲ့တွေကလည်းရောက်တယ် Bella တွေက Light Kiss တွေကနေပြန်ရောက်တာအရောင်လေးတွေ4ရောင်လောက်တော့ရမယ်မရှိပါလေအဲ့ဒါဆိုရင်ဗီဒီယိုလေးကိုမှဒီမှာပဲဆောက်တက်လိုက်မယ်เนาะနောက်နေ့ကျတော့မှထည့်ရောက်တာလေးတွေကို update လေးထပ်ပြီးတင်ပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်